မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပြီးဒီမိုကရေစီကိုပြန်သွားဖို့ကုလအကြီးအကဲပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကလက်ရှိပဋိပက္ခတွေကိုအဆုံးသတ်ဖို့သက်ဆိုင်ရာမြန်မာပြည်တဝန်းကအဖွဲ့အစည်းတွေအားလုံးအနေနဲ့တညီတညွတ်တဲ့အပြေရှာရမယ်အချိန်ရောက်နေပြီလို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က EP 3 ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။လက်ရှိစိတ်မချမ်းမြေစရာအခိုက်အတန့်ကနေမြန်မာပြည်သူတွေအတွက်အခွင့်အလမ်းတစ်ခုဖြစ်ပေါ်လာရေးအကြမ်းဖက်မှုတွေရပ်တန့်ပြီးနိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့နဲ့ဒီမိုကရေစီကိုသွားမဲ့လမ်းကြောင်းတစ်ခုပါဝင်တဲ့နိုင်ငံရေးလမ်းစဉ်တရက်ကိုတောင်းဆိုခဲ့တာပါ။ကုလသမဂ္ဂအနေနဲ့ငြိမ်းချမ်းရေးမြန်မာပြည်တွေလိုအပ်နေတဲ့အသက်ကယ်ဆယ်ရေးထောက်ပံ့မှုတွေအတွက်ဆက်ပြီးတွန်းအားပေးသွားပါမယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူးထရန်ဖရက်ရှာကလည်းပြီးခဲ့တဲ့ဧပြီလ4 ရက်နေ့မှာမြန်မာနိုင်ငံကိုလာဖို့ရှိပါတယ်။ဒါအပြင်မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကလည်းလာမယ့်ရက်ပိုင်းတွင်မြန်မာနိုင်ငံကိုလာဖို့ရှိပြီးငြိမ်းချမ်းရေးနဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုတွေအတွက်ဖြစ်တယ်လို့ကုလအတွင်းရေးမှူးချုပ်ကပြောပါတယ်။ဆက်လက်ပြီးလာရှိုးကို AP 21ရက်မတိုင်မီစစ်ကောင်စီထံ MNDAA ပြန်ပြီးမဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ် MNDAA က၎င်းသိမ်းပိုက်ထားတဲ့လာရှိုးမြို့ကိုအခု AP 21ရက်နေ့မတိုင်မီစစ်ကောင်စီလက်ထက်ကိုပြန်လည်အနံ့တော်မှာဖြစ်ကြောင်း MNDAA ရဲ့ပါနေတဲ့သတင်းအရင်းမြစ်2ရက်က AP လ4ရက်နေ့မှာအတည်ပြုပါတယ်။အဲ့ဒီလိုပြန်လည်လွှဲပြောင်းရေးလုပ်ရမှာလာရှိုးမြို့ပေါ်ရက်ကွက်12ခုကိုပြန်လည်ပေးအပ်မှာဖြစ်ပြီးဘေးကရွာတွေမပါဘူးရွာတွေမှာတော့တပ်ဖွဲ့တွေရှိတယ်လို့ MNDAA သတင်းအရင်းမြစ်တရက်ကပြောပါတယ်လွှဲပြောင်းမှုလုပ်နေတဲ့21ရက်နေ့မတိုင်ခင်အပြီးဆုံးမှာပါလို့လာရှိုးမြို့ရှိ MNDAA သတင်းအရင်းမြစ်ကဆက်ပြောပါတယ်ကနအူအပြင်အခု AP လမကုန်မီစစ်ကောင်စီဘက်မှဌာနဆိုင်ရာအဖွဲ့ချုပ်မြို့မှာပြန်လည်ဝင်ရောက်နေရာယူမှာဖြစ်ပြီးစစ်ဘက်ဆိုင်ရာအဖွဲ့များမှာအဲ့ဒီနောက်မှာလိုက်ပါလာမယ်လို့သိရကြောင်းအခြားသောလာရှိုးပြန်လည်ထူထောင်ရေးမှာပါဝင်တဲ့ MNDAA သတင်းအရင်းမြစ်တရက်ကလည်းအတည်ပြုပြောပါတယ်လာရှိုးမှာ MNDAA ဘက်ကစေဦးစီးနဲ့တပ်ဖွဲ့ဝင်ရေးဌာနဆက်ဆံရေးရုံးတွေတော့ကြံခဲ့မယ်ပူးရဲကင်မယ်လို့တော့သိရတယ်လို့၎င်းသတင်းအရင်းမြစ်ကပြောပါတယ်ဒါပေမဲ့စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးပါကအုပ်ချုပ်မဲ့ပုံစံအသေးစိတ်ကိုတော့မသိရသေးပါဘူးလာရှိုးမြို့ကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာပါကလာရှိုးမြို့သိမ်းတိုက်ပွဲအတွင်းလာရှိုးအကျဉ်းထောင်မှလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများ MNDAA နဲ့ပူးပေါင်းပြီးမြို့ပြန်လည်ထူထောင်ရေးမှာဝင်ရောက်လုပ်ကိုင်နေတဲ့ဒေသခံတွေရဲ့လုံခြုံရေးကလည်းစိုးရိမ်ရမယ့်အခြေအနေမှာရှိပါတယ်။ထို့အတူစစ်ကောင်စီဘက်မှလည်းစစ်မှုတန်းအင်အားစုဆောင်ခြင်းလည်းရှိလာမှာဖြစ်တာကြောင့်ဒေသနေပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်းအဆိုပါ MNDAA သတင်းအရင်းမြစ်ကပြောပါတယ်။လာရှိုးမြို့ကို2020ခုနှစ်စစ်စင်ရေးအပိုင်းနှစ်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းက MNDAA ဦးဆောင်ပြီးပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေလည်းပါဝင်တဲ့တော်လိုင်းတပ်ပေါင်းတွေကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် MNDAA ကအုပ်ချုပ်ရေးလက်ပတ်ခဲ့တာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းပြည်သူပိုင်းနေအိမ်များပိုင်ဆိုင်မှုတွေလည်းများစွာပျက်စီးဆုံးရှုံးခဲ့ပြီးတိုက်ပွဲအပြီးနဲ့တိုက်ပွဲလွန်ကာလတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပါတယ်။မဆုတ်ပြီးရင်လေကြောင်းတိုက်ခိုက်မှုလုပ်မယ်လို့စစ်ကောင်စီဘက်ကချိန်ချောက်တယ်။စီးပွားရေးနဲ့ကုန်သွယ်ရေးပိတ်မယ်လို့တရုတ်ကဖိအားပေးတဲ့ကြံတဲ့ဖိအားတွေလည်းအများကြီးပဲလို့လာရှိုးမြို့ရှိ MNDAA သတင်းအရင်းမြစ်ကဆိုပါတယ်။တရုတ်နိုင်ငံဘက်မှထိန်းသိမ်းထားတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကောင်းဆောင်ဖုန်တာရင်ကလည်းဧပြီလ2ရက်နေ့ကပြုလုပ်တဲ့ငလင်အလွန်ကူညီကယ်ဆယ်ရေးရန်ပုံငွေလူတန်းပွဲမှာလူမြင်ကွင်းကိုပြန်လည်ထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ဆလပီငလင်ကြောင့်ပိတ်ထားတဲ့မန္တလေးနဲ့နေပြည်တော်လေဆိပ်ပြန်ဖွင့်မဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်အားအလွန်ပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်မှုကြောင့်အချို့အဆောင်ပျက်စီးပြိုကျပြီးပိတ်ထားတဲ့မန္တလေးနဲ့နေပြည်တော်လေဆိပ်ပြန်ဖွင့်မှာဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက AB 3 ရက်မှာထုတ်ပြန်ပါတယ်။မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်ကို AB 4 ရက်နေ့မနက်6 နာရီကစတင်ပြီးဖွင့်လှစ်ခဲ့ပြီးနေပြည်တော်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ AB 5 ရက်နေ့မနက်6 နာရီမှစတင်ကပြန်လည်ဖွင့်လှစ်ပြီးပြည်တွင်းလေကြောင်းခီးစဉ်တွေပုံမှန်ပြည်ပြန်တမ်းပြေးဆွဲသွားမှာဖြစ်ကြောင်းအဲ့ဒီဌာနရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကစကိုင်းကိုဗဟိုပြုပြီး Richter Scale 9.9 ပြင်းအားရှိတဲ့ငလင်ကြီးလောက်ခတ်မှုကြောင့်နေပြည်တော်လေဆိပ်တာဝါတိုင်းကျိုးကျပြီးဝန်ထမ်းများတေဆုံးရကလေဆိပ်ပျက်စီးမှုများပြားတဲ့အတွက်နေတွင်ချင်းပိတ်ထားပြီး6ရက်ကြာမှပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ကောင်ဆောင်ကိုမကြိုဆိုကြောင်းထိုင်းမှာဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာပင်ဆက်အစည်းအဝေးတက်ရောက်ဖို့လာတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုမကြိုဆိုအလိုမရှိကြောင်းဖနိုင်းချိတ်ဆွဲပြီးဒီကနေ့မနက်8 နာရီခန့်မှာဆန္ဒပြခဲ့ကြတာပါ။ဘင်းစတက်စီဝေးကျင်းပမဲ့ဘန်ကောက်မြို့ရှိရှန်ဂရီလာဟိုတယ်နာကကြောက်ဖျားမြစ်တရားဒဇင်းပေါ်မှာလူသက်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုဆိုဘူးလို့အတိတ်ပဲရတဲ့ဖနိုင်းကိုအင်္ဂလိပ်ဘာသာနဲ့ရေးသားချိတ်ဆွဲထားတာဖြစ်ပြီးအဲ့ဒီဖနိုင်းကိုချိတ်ဆွဲပြီးခဏအကြာမှာထိုင်းအာဏာပိုင်တွေကလာရောက်ဖယ်ရှားခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။အစည်းအဝေးတက်ရောက်ဖို့အတွက်အာဏာသိမ်းစစ်ကောင်ဆောင်ကမနေ့က AB 3 ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိတာဖြစ်ပြီးစစ်ကောင်ဆောင်ကိုဆန္ဒပြတဲ့အနေနဲ့ထိုင်းရောက်မြန်မာလူသမားတွေ AB 4 ရက်နေ့မှာတရက်အလုံးမစင်ကြဖို့နဲ့အနက်ရောင်တွေကိုဝတ်ဆင်
ကြဖို့ຫນွေဦးတော်လှန်ရေးလူထုတပိတ်အင်အားစုတွေကမြန်မာထိုင်းအင်္ဂလိပ်ဘာသာတွေနဲ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းထားပါတယ်။